ခုကဒီ BNN နိုင်ဟိုချီမင်းရဲ့ MRT ကိုစိုင်းပြီးစီးကြည့်ပေါ့ကိုရင်းနဲ့ဘယ်လောက်တောင်အထင်ကိုအောင်သွားပြီလို့ဆိုတာစီးကြည့်မှာပါခိုင်းနေတော့သူကတော်တော်ကိုအောင်မယ်ဒါမှလည်းဒီမြန်မာပြည်နဲ့တော့ကိုအောင်သွားပြီထင်တယ်သူက metro ရောင်ရှိပြီဆိုကိုစီမှာကိုရီ metro ရောင်စာအုပ် plan လုပ်ခဲ့တာအမှန်တော့ဒီအချိန်တော့ဆိုလို့ရှိရင်ကိုမြန်မာပြည်မှာလည်း metro ဟို100% မို့တော့80% လောက်ပြီးပြီလို့လုပ်ဖို့လည်းကတော့ plan လုပ်ပြီးသားဆိုတော့ဟိုကတဲတဲ့ရေတုံးနေဖြစ်လို့ ticket ကောင်းတာကလူမတွေ့ဘူးဒီကကောင်တွေ့ဆက်တွေလည်းရှိတော့ရှိအများနဲ့ဒီဘက်မှာticket ကောင်းဝင်ပြန်သူတို့ဆက်ကောင်းတာရဟိုမလုပ်တော့ဘူးဒီဆက်တွေလောက်တော့telephone number 2သူမဆိုလည်းတော်တော်တန်တယ်လို့ပြောလို့ရတယ်တော်တော်ရှင်းလင်းနေဟုတ်ရတဲ့ကြီးရှိမှာတော့ရှိမှာတယ် Okay BNN လေးကိုရီနဲ့တော်တော်ခွာသွားပြီဆိုတော့မြေအောက်လည်းတွေ့တယ်မြေပေါ်လေးလည်းတွေ့တယ်တချို့နေရာတော့မြေပေါ်မြေအောက်တော့အထင်တယ်ကျွန်တော်ဘန်ကောက်မှာဆိုလို့ရှိရင်တော့ BTS ကအပေါ်ဟိုကMRT ကအောက်ပေါ့ဒါတော့အခုချက်ထားလာပြီစီမှာလည်းတိုင်းမစီဘူးရှားပြထိုင်လာရင်များကြောက်တာမြေရောပြန်ရောက်သွားပြီအဲ့ဒါဆိုလို့ရှိရင်သူကလည်းအမှမြန်မာထိုင်းကအမှဒီလိုအပေါ်တက်လိုက်အောင်ဆင်းလာတယ်ဒီရထားတွေကဒီလိုမျိုးသူတို့ရဲ့ network ကတခါတော့
တော့ထဲခဲ့ရမှာဘူးပါအဲ့တော့ဒီကက်လေးရပါဟုတ်ကဲ့ကက်လေးတော့အမတ်ရတိတ်မှာ